ရှေးအခါကတိကျမင်းတော်မှအဖိုးမဖြတ်နိုင်သောပရမ ्या တစ်လုံးကိုလူသားလောကသို့ပေးအပ်ခဲ့သည်အကောက်ရှိပါပါဝင်သောထူးခြားသည့်ပရမ ्या တော်သည်မျိုးဆက်တိုင်းတွင်တန်ဖိုးထားစွာထိမ့်သိမ်းလာကြသည်အချိန်ကြာလာသောအခါထိုပရမ ्या တော်သည်ဝိတေဟာရမင်းကြီးလက်ထက်သို့ရောက်ရှိလာခဲ့သည်နန်းတော်တွင်ထိမ့်သိမ်းထားသောအဖိုးတန်အမွေနှစ်တစ်ခုဖြစ်ခဲ့သည်သို့သောတနေ့တွင်ပရမ ्या ၏ကျိုးဟောင်းသည်ပြတ်သွားခဲ့သည်ကျိုးဟောင်းကိုမနှုတ်နိုင်သည့်အပြင်ကျိုးတစ်လည်းမတက်နိုင်သဖြင့်ပြဿနာကြီးတစ်ခုဖြစ်ပေါ်လာသည်နောက်ဆုံးတွင်သူတို့သည်ပညာရှင်လူငယ်မဟောတရာထံသို့တွားရောက်တိုင်ပင်ကြသည်မဟောတရာသည်တည်ငြိမ်စွာနားထောင်ပြီးမစိုးရိမ်ကြပါနဲ့ဟုပြောကြားခဲ့သည်မဟောတရာသည်ပြားရည်ကိုယူလာစေပြီးပရမ ्या အပေါက်နှစ်ဖက်တွင်လိမ့်ပေးစေသည်ထို့နောက်ကပလာကျိုးတစ်ကိုတေချာပြင်ဆင်ခဲ့သည်ပြားရည်လိမ့်ထားသောကျိုးတစ်ကိုပရမ ्या အပေါက်တွင်တေချာတင်သွင်းထားသည့်အရာအလုံးကိုအလွန်တိကျစွာစီမံထားခဲ့သည်ထိုအခါပရွက်များနှင့်ပိုးရွက်များသည်ပြားရည်အနှံ့ကြောင့်ရောက်ရှိလာကြသည်သူတို့သည်ကျိုးဟောင်းကိုကိုက်စားပြီးကျိုးတစ်ကိုဆွဲထုတ်ကာပြဿနာကိုတဘာဝအတိုင်းဖြေရှင်းပေးခဲ့သည်နောက်ဆုံးတွင်ပရမ ्या သည်ပြန်လည်ပြည့်စုံစွာအသုံးပြုနိုင်လာခဲ့သည်ဝိတေဟရမင်းကြီးသည်မဟောတရာ၏ပညာဉာဏ်ကိုစီကျူရဲ့ပညာရှိ၏အတွေးခေါ်သည်အရာအလုံးကိုဖြေရှင်းနိုင်သည်ဟုမိန့်တော်မူခဲ့သည်စတိုရီလေးကိုကြိုက်ရင် like ကလေးပေးခဲ့ဦးနော်ဘလိုကာတွန်းတွေကြိုက်လဲ comment မှာရေးထားခဲ့ပါအောင်ကျွန်တော်ကတော့ 3D ကာတွန်းတင်ဆက်သူစန်းဝင်းထွန်းဖြစ်ပါတယ်ပရိသတ်အားလုံးနေကောင်းကျန်းမာကြပါစေ